တို့ကအဲ့တော့လောက်ပဲကျွန်တော်တို့ deposit ပေါ့ဗျာကျွန်တော်အမကန်ကြီးပေါ့နော်1000ပဲဆိုရင်ကျွန်တော်တို့က1000ဆိုရင်1000ကကျွန်တော်တို့7.5 ခိုင်လို့မဲရရင်ပြန်ရတယ်တော့လို့တော့ကိုယ်စားလှယ်လေးလော်တယောက်ကမနိုင်တော့မှနိုင်ရတော့အဲ1000ဟာ1000ကတော့ကျွန်တော်ပြန်ပဲ deposit ကိုပြန်ထုတ်လို့ရပါတယ်အဲ့တော့ဒီအချိန်ဝင်တဲ့အတွက်တော့အဆ50လောက်ကြီး5သိန်း deposit ပေါ့အမကန်ကြီးသွင်းပါရပါတယ်တို့တော့ကိုယ်စားလှယ်ဖြစ်ကိုယ်စားလှယ်လောင်းဖြစ်သူကအပြီးစင်းတွေသွင်းလို့ရပါတယ်နိုင်ရှုံအဲ့ဒီ5သိန်းရပြမရအပြောက်ပဲအကုန်တိုင်းစားလို့လူကြလိုက်လို့ပဲဟောနိုင်ရေးပါပဲဖြစ်တယ်အဲ့တော့အလားတူပဲတချို့တင်ဟာတွေမှာဒီကျွန်တော်တို့ဟောလာဒီငင်းရဲမရှိလို့ပေါ့ဒီကတော့ရွေးကောက်ပွဲဟောလာမကျင်းပနိုင်တဲ့နေရာတွေဒီအများကြီးပဲတော့ဘယ်ဒေသတွေလဲဒီပြည်နယ်မွန်ပြည်နယ်ရှမ်းပြည်နယ်နော်ကရင်ပြည်နယ်ဒီပြည်နယ်တွေမှာဟောလာဘာကြောင့်လဲအဲ့တော့ဒီစေအုပ်စုကတိုင်းရင်းသားတွေခွင့်ရေးပေးမယ်ဆိုတာကျွန်တော်တို့ကနေ့အားလုံးကြည့်ပါမှကျွန်တော်လက်တွေ့ကြည့်ပါမှဟလာနော်ဟိုဒုံကြည့်ရအကြောင်းမရှိပါဘူးပြောတော့တောင်သူတွေတိုင်းသားစီလို့ကြီးပြောနေပေမဲ့လို့တိုင်းရင်းသားတွေအားလုံးစီလို့ညွှန်မှာအကြောက်ဆုံးပါပဲနောက်ပါလားသိကြောက်ပါတယ်မပြည်သူလူဟလာတိုင်းရင်းသားတွေညွှန်မှာကြောက်တယ်တိုင်းရင်းသားနိုင်ငံရေးပါတီဖွဲ့စည်းတဲ့ဒီမိုစင်အားစုတွေညွှန်မှာကြောက်တယ်တစ်ဖက်က unity လို့တော့ပြောတယ် unity ဖြစ်မှာအကြောက်ဆုံးပါပဲအဲ့တော့ကျွန်တော်တို့ရဲ့ဟလာကျွန်တော်တို့ရဲ့ကလေးလက်ငင်းတောင်းရပါတယ်ဒါကကျွန်တော်တို့ဟလာ2020ရောက်အောင်ပွဲလို့သဘေးမော်ကြီးတယ်နော်ဘူးချာကျွန်တော်တို့ကောင်းတော့ဝိတ္တိကျွန်တော်ပြောတဲ့စကားဆိုရင် totally ပဲလုံးဝအပြတ်ပဲသဘေးမော်ကြီးပဲနော်ဒါရလားဒီရောက်ပွဲကဖြစ်ပေါ်လာတဲ့ရွက်ကောက်ပွဲရက်လက်ကိုလည်းပဲဆက်ပြီးတော့ကျွန်တော်ဆက်တိုက်ရပါတကယ်လို့ဒီရွက်ကောက်ပွဲရက်လက်ဖြစ်လာရင်ဆိုတော့နိုင်အောင်လုပ်ပါပဲမနိုင်နိုင်အောင်မနိုင်နိုင်ဟလာပြောသလိုပေါ့ရင်ကတော့ဟလာနိုင်လဲနိုင်ရှုံးလဲနိုင်မယ်အဲ့တော့သူတို့တွေးကြုံရဟလာ90ခုနှစ်တွေးကြုံရမနိုင်နိုင်အောင်လုပ်ပါပဲအဲ့တော့တစ်ဖက်သားတိုင်းဒါတို့ဟလာအောင်လာနီးနဲ့နော်ဟလာလုပ်တဲ့ရွက်ကောက်ပွဲကိုကရလာမဲ့ရက်လက်ကိုလည်းပဲကျွန်တော်တို့ကနိုင်ငံတကာအသိမှတ်ပြုပြီးကျွန်တော်တို့ကဒီဘုံချိုးရပါတယ်အားလုံးပြောပြပါတယ်ဒီမှာပါပဲသဘာပတိမှာအမှားစကားပြောချခြင်းစစ်စစ်ပဲဖြစ်ပါတယ်မောမြို့သားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေမှာလွတ်မြောက်နယ်မြေ More National Democratic Front MNDF အတွင်းရေးမှူးဦးနိုင်ဦးတာမှာဂုဏ်ပြုအမှားစကားပြောချခြင်းဖြစ်ပါတယ်ဦးနိုင်ဦးတာကိုခေါ်ပေးပါတယ်အခုလိုမဲလာဒုက္ခတဲ့ဆမ်းမှာကျင်းပတဲ့ဆိုမီမျိုးသားဘုံပြပါတီရဲ့တီထောင်ကျင်း22ပြည့်ခမ်းနားမှာစကားပြောကြခွင့်ရတဲ့ကြောင့်ဖြစ်ပါတယ်ဒီခမ်းနားကိုကြွရောက်လာကြတဲ့ဖွဲ့စည်းတီမှာကောင်းဆောင်များတိုင်းသားကိုယ်စားလှယ်များနဲ့ပြည်သူများအားလုံးကျွမ်းလန်းချမ်းတဲ့အကြောင်းဆောင်းတာပို့တာပါတယ်အခုလိုမွန်သားတွေမူပြီးပြောကြခွင့်ရတဲ့အတွက်လည်းကျွန်တော်မွန်မျိုးသားတွေဒီဖွဲ့နဲ့မတိုင်းသားများကိုစားပြည်သူ့ဘာအထူးတည်ရှိပါဆိုတော့ပြောကြလို့ပါကျွန်တော်တို့ရန်ကုန်မှာရှိတဲ့အချိန်တုန်းကကျွန်တော်တို့မွန်သားတွေဖွဲ့ရဲ့ဥက္ကဋ္ဌများဖြစ်တဲ့နိုင်ထွန်းတိန်နိုင်ကိုသိန်းလို့နဲ့လူရှိတဲ့အချိန်မှာဆိုပြီးမျိုးသားကောင်းဆောင်ကြီးဖြစ်ချင်းတန်နဲ့ရင်းနှီးလေးကိုကြည့်ရပါတယ်ဥပဒေရရောစိတ်နဲ့သိထားရရောအမတန်ရည်ချင်းပြေဝတဲ့ကောင်းဆောင်ကြီးဖြစ်ပါတယ်ဆိုမျိုးသားများရဲ့ရသရဖြစ်တဲ့ခွေးတိုင်းသားများရသရတဲ့ခွေးနဲ့ပြည်တော်စုကြီးမှာရှိတဲ့တိုင်းသားနဲ့လူသားပြည်တွေအားလုံးရသရတဲ့ခွေးအတွက်အမျှော်မြင်ကြီးမားစွာနဲ့ကျွန်တော်တို့တိုင်းသားနဲ့ပူးပေါင်းအောင်တော့ဆောင်ရွက်တဲ့အတွက်စုမီယာဥက္ကဋ္ဌကြီးပြည်တန်းမုံမုံကကောင်းဆောင်နိုင်ဝသိန်းရခိုင်ကဝေးတာအောင်နဲ့ရှမ်းကဘုံတို့ကမြို့သားပြန်လေ
ပြမြရေးစုယူတယ်သူကရယူထားခဲ့ပါတယ်ဆိုမီမြေသားကောင်ရပါတီနဲ့ကျွန်တော်မွန်မြေသားပါတီဖွဲ့အားကျွန်တော် UNLD လို့ခေါ်တဲ့ပြည်တော်စုတိုင်းသားများဒီမိုကရက်တစ်မာဝနာတပေါင်းစုမှာပါတယ်UNLD ကို NLD နာမည်နဲ့ထိတ်တဲ့ကြောင့် NLD နဲ့များရင်းနှီးရှိမလားဆိုတော့ပြောင်းရမယ်ဆိုတဲ့ကြောင့်မို့ UNLD နဲ့ပြောင်းလို့ဆက်လက်လုပ်ရှားရတယ်မှာလည်းပါပါတယ်လားလူပဲပါဝင်တဲ့လွတ်တော်အောင်တဲ့အမတ်တွေနဲ့ CRPP မှာရဲရဲဝင်ရှိတယ်ဆိုတော့ဒီကဆောင်ရွက်နေတာဇူမီတူတာကော်ရက်ပါတီရဲ့ဒီခန်းနာကိုကျွန်တော်တက်ရောက်ခြင်းတဲ့ကြောင့်မို့ဆက်သွယ်ရရှိတဲ့ခါမှာဒီမှာကျင်းပတဲ့ဆရာများဖြစ်တဲ့ဆရာပေါ်ဆရာမောဆက်တို့ကအားလုံးကရင်းနှီးနှီးနဲ့ဒီငယ်မမယ်ဟိုပေါ်ပြတယ်ဟိုနောက်တွေ့ဆုံရတဲ့အတွက်ကြောင့်မို့ဒါဒိုမီနိုသားရဲ့ခင်မင်းရင်းနှီးတတ်တဲ့သဘာဝလို့ပြောယူထားပါတယ်နောက်စကားပြောတဲ့ခါမှာလည်းရိုးသားပုံမွေလင်းလင်းပဲအခုကျွန်တော်တို့ပြောကြတယ်လို့ပဲဟိုခဏနာလည်းမဟုတ်ပဲနဲ့ဟိုပြောလိစိတ်ရင်းကိုထိအောင်ပြောနိုင်တယ်ဒါဒိုမီနိုသားရဲ့ရိုးသားခြင်းဆိုတာကိုကျွန်တော်မြင်ရပါတယ်အလားတူပဲအောက်ချင်းကိုတံမိုးထားရဲဆိုတော့အောက်ချင်းကိုကျွန်တော်သိတာသစ္စာတရားလို့ဒီအဲ့တော့ဇူမီမျိုးသားတွေကသစ္စာတရားကိုတံမိုးထားတယ်တခါနွားနောက်ကိုတံမိုးထားတာဆိုတော့တွေ့လိုက်ရတယ်နွားနောက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမွေးနေသလဲဆိုတာကျွန်တော်သုံးသပ်ကြည့်တော့နွားနောက်ကိုလွတ်လွတ်လပ်လပ်ပဲပြောထားပါတယ်ဘယ်ကောင်မှနှစ်ဖားကျိုးလည်းမတတ်ဘူးခြံလည်းမတွင်ဘူးဒါကြည့်တော့ဇူမီမျိုးသားတွေကလွတ်လပ်မှုလိုလားတယ်လွတ်လပ်မှုကိုလွတ်လပ်စွာနေစေခြင်းနဲ့စိတ်ရှိတယ်အဲ့ဒါလို့တည်တယ်လို့ကျွန်တော်ရပါတယ်ဒါပြင်ကျွန်တော်ပေါ်ပြနိုင်တဲ့ကောင်းမြတ်တဲ့စိတ်ရင်းစေနာကောင်းတွေရှိပါလိမ့်မယ်အဲ့ဒါအပြင်ဒါကသူတို့ရဲ့ကြီးညာချက်မှာ2008ခြေခံဥပဒေကိုလွတ်တော်ထဲကနေပြီးတော့မှပြုပြင်ဖို့ဆိုတဲ့ကြွေးကြော်သံနဲ့လာခဲ့တာဆိုတော့သူတို့အဲ့ဒါကိုအဲ့ဒီကမှပြုပြင်မယ်ဆိုတော့အဲ့ဒီကနေပြီးတော့ဘယ်လိုပြုပြင်မယ်ဘယ်လောက်ထိပြုပြင်နိုင်လဲဆိုတော့လေ့လာပြီးတော့သုံးသပ်ပြီးတော့အဲ့ဒီသူတို့လိုချင်တဲ့ရက်လက်ကိုရောက်တဲ့အနေထားလေးတွေပြုပြင်ပြောင်းလဲဖို့အတွက်ကျွန်တော် RFPN ကိုအကြံပြုထားပါတယ်ဆိုချင်တာကတော့ကျွန်တော်တို့ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံးဝအုပ်တုံကိုလက်မခံပါရွေးကောက်ပွဲကဖြစ်ပေါ်လာတဲ့လက်ရှိမှာလည်းကျင်တယ်ကန့်ကွက်တယ်တိုက်ဖြတ်သွားမယ်ရွေးကောက်ပွဲရရှိလာတဲ့ရလဒ်တွေကိုလည်းဆက်ပြီးတော့တိုက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမိုကရေစီအားစုတွေရဲ့ဆိုပြီးမျိုးသားပါတိုင်းရင်းသားအားလုံးနဲ့ကျွန်တော်တို့ဝန်သားတွေဖွဲ့အားဒီလိုမှရှိတဲ့သူရတဲ့ထိုက်တဲ့ဒီမိုစခွေရေးတွေတိုင်းရင်းသားလူလာတဲ့လွတ်လပ်မှုတန်းလူကြီးဒီမျိုးကိုကျမပြည်နိုင်မှုတွေအတွက်ကိုဆက်ပြီးတော့စိုက်ဝဲဝင်နေမှာပါကျွန်တော်တို့တိုင်းတောင်းဆိုတဲ့ပြည်သူတွေတောင်းဆိုတဲ့ခွင့်ရမရမရထိုက်တဲ့ခွင့်ရမဟုတ်ဘူးကျွန်တော်တို့အားရမွေးရပါရတဲ့ခွင့်ရဖြစ်တယ်တို့တို့လည်းနေတို့ဘာဟိုတန်ရပါတာလေးကိုချင်းကိုွယ်ချင်းကိုယ့်ရဲ့မြတ်လို့ရတဲ့ရည်ကျင်းမှုလေးတွေကိုပေါ်ထုတ်ခြင်းနဲ့ဒါနဲ့ပြောဘာနဲ့အိတ်ချမ်းချမ်းနေကြတယ်ချစ်ချစ်ကြည်နေဒီကျွန်တော်တို့တောင်းဆိုနေတာတရားတောင်းဆိုမှုမဟုတ်မရနိုင်မရထိုက်တောင်းဆိုမှုမဟုတ်အဲ့ဒါဒီမှာထုတ်ပါရမယ်ကိုစတဲ့စီပါတီနာစနေပြေထဲမှာနာကျင်းပခြင်းအစီအစဉ်ကကရင်ရွက်ကားပြပြောင်းခြင်းအစီအစဉ်ပါတယ်လေးပါတော့ Thank you.
ရှင်ထံဤပြည်သူလူထုတို့ရှင်းပြသောအမှာစကားကိုဖတ်ကြားခြင်းအစီအစဉ်ဖြစ်ပါတယ်။အမှာစကားကိုဇိုမီတောင်းတတဲ့လူငယ်အဖွဲ့အစည်း Zomi Student and Youth Organization တဲ့ဖွဲ့ဦးတာဝန်ခံဦးမောဆက်မှာကြားပေးမှာဖြစ်ပါတယ်။ဒီသားဆိုโอเคပါတယ်။ဟုတ်ပါဘူးကျွန်တော်တို့ဇိုမီမျိုးသားကော်ဂရီဥက္ကဋ္ဌဖြစ်သူကိုတီဆက်ကနေဒီကောက်ပွဲပေါ်ပေးမောက်တဲ့အချင်းအကြောင်းကိုပြည်သူလူထုတို့ရေရိုးရှင်းရှင်းလေးရေးထားတဲ့စာတော့ရှင်းတတ်ချက်ပါဇိုမီမျိုးသားကော်ဂရီရဲ့2020ဒီကောက်ပွဲပေါ်ပေးမောက်ခြင်းအကြောင်းကိုပြည်သူလူထုတို့သင်ကြားဆင်းနေတယ်ဇိုမီမျိုးသားကော်ဂရီမှာ2020ဒီကောက်ပွဲကိုပေးမောက်ရခြင်းအကြောင်းနဲ့2020ရွေးကောက်ပွဲကြီး1962ခုနှစ်တွင်လက်နက်အားကိုဖြင့်အာဏာသိမ်းခဲ့သောစစ်တပ်မှစစ်ဆေးဓာတ်သက်ဖန်ခြင်းနဲ့ရေးအတွက်ကြာခံထားသည့်2010ခုနှစ်နာဂိဖွဲ့စည်းပုံအခြေခံပြည်တရားဝင်ပြည်အတွက်သာဖြစ်ပြီး2010ခုနှစ်နာဂိဖွဲ့စည်းပုံတွင်ပါရှိသည့်ပုံမှန်တစ်သေးလေးတွင်ကြာခံထားသည့်မှာရွေးကောက်တင်ပြခံရသောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့်ပြည်သူ့လွှတ်တော်စတင်သည့်အချိန်တွင်2010ဖွဲ့စည်းပုံတွင်စားရအာဏာသိမ်းယူပြဋ္ဌာန်းထားပါသည်။ဒါကြောင့်2010ခုနှစ်ဖွဲ့စည်းပုံအခြေခံပြည်ကိုလက်မခံနိုင်သည့်အတွက်2010ရွေးကောက်ပွဲကိုတပိတ်မောက်ရခြင်းဖြစ်ပါသည်။ထို့ပြင်2010ခုနှစ်ဖွဲ့စည်းပုံအခြေခံပြည်သည်1990ခုနှစ်ရွေးကောက်ပွဲတွင်ပြည်သူလူထုမှရွေးချယ်တင်မြှောက်သောလွှတ်တော်ကိုယ်စားလှယ်များမှရည်ရွယ်ချက်ချင်းမဟုတ်ဘဲစစ်သားရှင်တို့၏လက်ညှိုးထောင်ကောင်းငယ်တွေခံများမှရည်ရွယ်ချက်ချင်းနဲ့စစ်မှန်သောပြည်သူလူထု၏သဘောတူညီမှုမရရှိဘဲနဲ့လင်းနေတဲ့ဖြားလေးအတိပြုခဲ့ပြီးအခြေခံဥပဒေဖြစ်ခြင်းကြောင့်၎င်း2010ခုနှစ်အခြေခံဥပဒေကိုတည်ပြုပေးမယ်2010ရွေးကောက်ပွဲကိုဇုံဝင်မျိုးသားကောင်ရဲမှာတပိတ်မောက်ရခြင်းဖြစ်ပါသည်ထို့ပြင်2010ခုနှစ်ဖွဲ့စည်းပုံတွင်စစ်တပ်မှတရားဝင်အာဏာသိမ်းနိုင်ရတဲ့အတွက်ကြာထမ်းထားသဖြင့်ဒီမိုကရေစီကျဆင်းတဲ့မြို့ရဲ့အတွက်ဇုံဝင်မျိုးသားကောင်ရဲမှာ2010ရွေးကောက်ပွဲကိုတပိတ်မောက်ရခြင်းလည်းဖြစ်ပါသည်2010ဖွဲ့စည်းပုံတွင်ကြာထမ်းချက်အညီအခြေခံဥပဒေကိုပြင်ဆင်နိုင်ရန်အတွက်လိုအပ်သည့်သောကိုယ်စားလှယ်95ရာခိုင်နှုန်းကျော်သဘောတူညီမှုရရှိရေးသည်ပြည်သူလူထုမှရည်တည်ဆွေးနွေးခြင်းမဟုတ်တော့စစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းပြည်တော်စုခိုင်တဲ့ဖွံ့ဖြိုးရေးပါတီမှသောကိုယ်စားလှယ်များနဲ့တိုင်းရင်းသားစီလုံးမျိုးရေးပါတီမှသောကိုယ်စားလှယ်များကြောင့်2010ဖွဲ့စည်းပုံကိုပြန်လည်ပြင်ဆင်နိုင်ရတဲ့လိုအပ်သည့်သောကိုယ်စားလှယ်95ရာခိုင်နှုန်းကျော်သဘောတူညီမှုပြည့်မီရန်လက်တွေ့တွင်ဖြစ်နိုင်ခြင်းရှိပါတန်တာချင်းကြောင့်လူမျိုးသားကွန်ဂရက်၏မူဝါဒများနဲ့မကိုက်ညီသဖြင့်တပိတ်မောက်ရခြင်းဖြစ်ပါသည်နံပါတ်2ဇုံမီမတာကွန်ဂရက်မှာ2010ရွေးကောက်ပွဲပေါ်တပိတ်မောက်တော့လဲနိုင်ငံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လုပ်ကိုင်နေ2010ရွေးကောက်ပွဲကိုတပိတ်မောက်ရခြင်းကြောင့်ဇုံမီမတာကွန်ဂရက်၏နိုင်ငံရေးလုပ်ငန်းများပျောက်ဆုံးခြင်းမရှိတဲ့အပြင်ပိုရွေးကြွတော့လိနဲ့တော့နရှိုင်းတော့ထိရောက်တော့နိနာများဖြင့်ပင်လုံစေတာမြင့်တဲ့ဒီမိုကရေစီလွတ်လပ်သည့်စီပွားရေးစနစ်နဲ့စီမံတော့ဇိုမီမျိုးသားအမီနာမဝိသီတာလက်စနာဒီမှာခုခံရရေးစားပြီးပန်းနိုင်လို့မရမချင်းကြောင်းရချင်းမရှိတော့မွေးရပါလွတ်လပ်သည့်ဇိုမီစတိတ်ကအမြဲစင်တာနေတော့ဖြူစင်သည့်ဇိုမီနှလုံးသားနဲ့အတက်နဲ့ထပ်တူစစ်တာတုံးသိမ်းပြီးဇိုမီတို့၏အောက်ချင်းရသစ္စာတရားတို့ဖြင့်မဆုံးမနစ်ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။အိုးဒီကုတို့အထက်ပါပန်းနိုင်တော့ရောက်စီသည်ဇိုမီမျိုးသားကွန်ဂရက်တစ်ခုတည်းတောင်းမဟုတ်ပဲတမျိုးသားလုံးတွေ့စီမျိုးစော်ပြီးလက်တွေ့ဆောင်ရွက်မှဖြစ်ပါသည်ထို့ကြောင့်တမျိုးသားလုံးလက်တွေ့ဆောင်ရွက်တဲ့အတွက်2009ခုနှစ်ပါတီနှစ်ပတ်လည်မှာစတင်ပြီးအကျဉ်းချင်းအတိပြီးဖိတ်ခေါ်ခဲ့ဒီမှာဇနီးသက်တာဖြစ်ပါသည်2020တည်တည်လို့ချင်းပြနေပြည်တော်စုမြန်မာနိုင်ငံဟုတ်ကဲ့ကျွန်တော်တို့ဒီဟာကျွန်တော်တို့လူထုဟာဒီနိုင်ငံရေးနဲ့တချို့နည်းနည်းဆက်ဆိုင်သိမသိကြရတယ်ပါစိတ်ညလည်းပါတယ်။နောက်လက်စီဖြစ်ပြနေတဲ့အပေါ်မှာဒီခေါင်းနဲ့အများကြီးတက်လာတယ်။ဘာကြောင့်ဒီကောက်ပွဲဝင်လာလဲ။နေသိချင်တယ်ဆိုတော့နောက်ဆုံးဒီလိုပြည်စင်ချက်လေးကိုဗီဒီယိုလေးပေးလိုက်ရတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Na sin lei no no ya ba hi sun ke le kwa yi hun sun ya lo ho lung ki twat ta yin sun khong be ni e anung cha min wa bak bang kham cha be ni mo lo i pian na e sin lei no no ma ni tin den sin na ye lo mo ni mi ya lung nei kai si ya noi na
说起来怪个多那一片那哦，一路满光速感累哇，断那不把面包片那心累浓浓，呀把其中给来挂一红sun呀，罗摩登给多金中红贝尼摩龙，哈龙家面马帮帮红家贝尼摩龙，一片着一心累浓浓，马里丁眼睛拉眼。对于目前普遍对嘛，普遍嘛是个标价钱，现在是嘛嘞？对现在普遍这个这啥个非常好的。အားလုံးမင်္ဂလာပါမင်္ဂလာဒီနေ့ကြာရောက်တဲ့ ZMC ပေါ်ဆွေးနွေးမျိုးသားများကိုလည်း20နှစ်ပြည့်မြောက်ခဲ့ဒီဖွဲ့စည်းရေးတစ်ခုမှတာပါပြောင်းမှနိုင်ငံမျိုးသားကောင်စီရဲ့ဒုတာအခုလိုတက်ရောက်ပြီးတော့ဒီနေ့လို20နှစ်ပြည့်လာခဲ့တဲ့ဟာလားအမျိုးသားတစ်ခုလုံးရဲ့နိုင်ငံရေးပါတီတစ်ခုရဲ့20နှစ်ပြည့်မြောက်တဲ့အခမ်းအနားကိုကျွန်တော်တို့တကယ်တမ်းကြလို့ရှိရင်တကယ်ကြီးကျန်းသာရတဲ့ချင်းတောင်နိုင်ငံကြီးပေါ်မှာချင်းမျိုးသားသူတစ်ခုလုံးရဲ့ဝန်ရံမှုတွေနဲ့အတူဒီဇိုမီမျိုးသားကွန်ဂရက်ပါတီဟာတော်တော်ပါပါနဲ့ကျွန်တော်တို့ကျင်းပမယ်အချိန်ဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့အချိန်ကြီးကြောင်းကျွန်တော်တို့နိုင်ငံမှာမကျင်းပနိုင်ဘူးကျွန်တော်တို့နိုင်ငံမှာနေထိုင်နိုင်ဖို့အတွက်ဟာလားခွင့်လန်းနေတနေ့ရှာနေပါလာတဲ့အပေါ်မှာကျွန်တော်တို့ဒီနေ့ကျွန်တော်တို့တိုင်းရင်းသားများဟာကျွန်တော်တို့နိုင်ငံတွေထွက်သွားပြီးတော့နေစားနိုင်ငံတွေမှာဖြစ်တယ်လို့ကျွန်တော်တို့ခုလိုခိုးလုံပြီးတော့နေကြရတဲ့အခြေအနေမျိုးဟာအင်တန်ဒါစိတ်မချမ်းမြေ့စရာကောင်းတဲ့အခြေအနေတစ်ခုလို့ကျွန်တော်တို့ပြောရမှာပါဆိုတော့နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့အဲ့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေရဲ့ငွေရပါအခြေခံခွင့်အရေးတွေကိုပြည်ပြည်ဝခံစားနိုင်မှုရှိမရှိဆိုတဲ့အနေအထားကိုအဲ့ဒီနိုင်ငံတွေမှာရှိတဲ့နိုင်ငံရေးပါတီတွေပေါ်မှာကြည့်ပြီးတော့သုံးသပ်လေးရှိကြပါတယ်ဆိုတော့နိုင်ငံမှာရှိတဲ့နိုင်ငံရေးပါတီတွေဟာနိုင်ငံသားအလုံးကိုကိုစားပြုပြီးတော့အဲ့ဒီနိုင်ငံသားတွေရဲ့ဟာလားအရေးကိစ္စတွေအတွက်နိုင်ငံရေးပါတီတရားတွေနဲ့ရပ်တည်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဖန်တီးတည်ဆောက်ကြရတာဖြစ်တယ်ဒီနေ့လေးပြရပါတယ်ဒီနေရာမှာတစ်ခုလောက်ကျွန်တော်တို့ပြောပြချင်တာတော့ပြည်တော်မှနိုင်ငံမျိုးသားကောင်စီဆိုတာကျွန်တော်တို့တိုက်ခံအင်အားစုတွေအတွင်းမှာအကျေပြန့်ဆုံးနဲ့ကြီးမားဆုံးတပ်ပေါင်းစုတစ်ခုဖြစ်ပါတယ်နှစ်ပေါင်း60ကျော်တိုက်ပွဲဝင်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေပါဝင်တဲ့အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုဖွဲ့စည်း30နီးပါးပါတဲ့ဒီမိုကရေစီမာမိတ်အဖွဲ့ချုပ် DVB ဆိုတဲ့အဖွဲ့နောက်ပြီးတော့ကျွန်တော်တို့90ရွေးကောက်ပွဲရလက်ကကျွန်တော်တို့ရွေးချယ်တင်မြှောက်ခံရတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်လွတ်မြောက်နေပြီဆိုတဲ့အခြေခံတောက်တိုင်လေးကိုကျွန်တော်တို့အခြေပြုပြီးတော့ရပ်တည်နေတဲ့တပ်ပေါင်းစုဖွဲ့စည်းရေးဖြစ်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက်အားလုံးကလည်းပဲဒီပုံမှာကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပူပေါင်းပါဝင်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာတကယ်ကြားလို့ရှိရင်ပေါ့နော်အခြေခံလူခွင့်ရေးတိုင်းရင်းသားမျိုးသားတစ်ခုချင်းစီရဲ့ဟာလားအဓိကကြားတဲ့ခွင့်ရေးတွေကိုနော်ခိုင်ခိုင်မာမာအာမခံချက်ရှိတဲ့တကယ်စစ်မှန်တဲ့ Federal ပြည်ထောင်စုကြီးကိုကျွန်တော်တို့တည်ဆောက်နိုင်တဲ့အထိဆက်ပြီးတော့ကျိုးပန်းတိုက်ပွဲဝင်သွားဖို့အတွက်
ZNC နဲ့တော့ ZNC မှာပါဝင်တဲ့ဟာလားအစစ်စင်တော့ခေါင်းဆောင်ဖွဲ့ဝင်ရဲဘော်များနဲ့အတူကျွန်တော်တို့အမျိုးသားအားလုံးစုစည်းပြီးတော့ဟာလားတိုက်ပွဲဝင်သွားကြပါစို့လို့အလေးနဲ့ကျွန်တော်တိုက်တွန်းနေလုံးချုပ်ပါတယ်အားလုံးစုစည်းပါစကားပြောချသွားတယ်ကိုမြင့်တေကိုထိုးပဲစီစဉ်နေပါတယ်အခုဆက်လက်ပြီးတော့ ZNC National Congress Party 22နှစ်ပြည့်အထက်မှာအခမ်းအနားကျင်းပခြင်းအစီအစဉ်ကိုရ World Zombie Congress အကြောင်းမိတ်ဆက်ခြင်း World Zombie Congress WZC မိတ်ဆက်ခြင်းကိုWZC Vice President နဲ့တခါတည်း ZNCLA နော်ဝေတာဝန်ခံဖြစ်တဲ့ကျွန်တော်တို့ပူပုံစံတင်မှာအပါစကားပြောကြားခြင်းနဲ့မိတ်ဆက်ခြင်းအစီအစဉ်ဖြစ်ပါတယ်။လေးစားစွာခေါ်ခဲ့ပါတယ်။ဒီနေ့မစနာဟယ်လိုကျေးအားလုံးကိုဘုရားပထမပါဝင်နေသောကြောင့်ကျေးဇူးတင်တယ်လို့ WZC ကမ္ဘာလုံးဆိုင်ရာယုံကြည် concrete ကိုစားဘုရားပထမပြောပြချင်ပါတယ်သူနည်းသူဆိုဒီလိုဖြစ်မြောက်နိုင်အောင်ကြိုးစားဆောင်ရွက်နေတဲ့ကျွန်တော်ဇုံမီကျောင်းသားလုပ်ငန်းရဲ့တာဝန်ခံကိုမိုးဆက်စ်နဲ့ဒီမှာနေလာမှာတောင်းခံဖြစ်တဲ့ကိုပေါတို့ကိုလည်းကျေးဇူးတင်တယ်ကျွန်တော်ဒီနေ့ပြောချင်တာကဘာလဲဆိုရင်တော့ WZC ဆိုပြီးတော့ကျွန်တော် World Zombie Congress ဒီအဖွဲ့အစည်းကိုကျွန်တော်တို့2010ထဲမှာကျွန်တော်တို့စတင်ပြီးတော့ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်ဒီစီယုံလေးစင်းပြီးတော့ရောက်ရှိလာခြင်းဖြစ်တယ်ဘုရားပြောတဲ့အတိုင်းပဲ ZNC ရဲ့ပန်းတိုင်းဒီမှန်ချက်များကိုကျွန်တော်တို့ပြည့်စုံဖို့ရကျွန်တော်တို့အမျိုးမျိုးပြန်လဲသုံးသပ်ကြည့်တဲ့အခါမှာအဆအစာရလိုအပ်ပါတယ်ဒီဒီဟာဝေကြီးကြီးလုံငန်းအားဖြင့်တော့လေအများကြီးလူပြီးတော့ကအရှိန်ကရော့နေလာတဲ့သဘောမျိုးဖြစ်လာတယ်။ဒါကြောင့်ကျွန်တော်တို့ World Zombie Congress ကိုစတင်ဖွဲ့စည်းလိုက်တဲ့အဲမှာ ZNC ရဲ့ပန်းတိုင်းဒီမှန်ချက်များကိုအောင်ပို့ပြီးတော့အောင်မြင်နိုင်အောင်ပို့ပြီးတော့ပြည့်စုံအောင်ပါတီရဲ့လုပ်ငန်းများကိုပို့ပြီးတော့တောင်းတင်းဖြစ်အောင်ဆိုပြီးတော့ZNCD ပြည်တွင်းမှာတာလှုပ်ရှားနေတဲ့အချိန်မှာကျွန်တော်တို့တကဘာလုံးမှာရှိတဲ့ဇုံမီအမျိုးသားများအားလုံးလည်းပူပေါင်းပြီးတော့လှုပ်ရှားရမယ်ဆိုတဲ့ရည်ရွယ်ချက်ပန်းတိုင်နဲ့ကဘာလုံးဆိုင်ရာဇုံမီ Congress ကိုကျွန်တော်တို့ဒီနေ့ထဲမှာစတင်ပြီးတော့ဖွင့်လှစ်ခြင်းဖြစ်ပါတယ်ပုံစံတင်ကိုဝယ်ကျေးဇူးတင်ပါတယ်ဇုံမီနဲ့စရာ Congress Party 22နှစ်ပြည့်ထဲမှာခန္ဓာကျင်းပခြင်းအစီအစဉ်30အရာကရင်လူငယ်အစီအယုံ KYO နယ်လာစကားဥက္ကဋ္ဌ OSC ပေါ်မှာအမစကားပြောကြားခြင်းအစီအစဉ်ဖြစ်ပါတယ်အမစကားပြောကြားမဲ့ OSC ကို LT ကိုလေးစားစွာဖိတ်ကြားပါတယ်ခုတော့22နှစ်ပြည့်ZNC ဆိုပြီးမျိုးသားကွန်ဂရက်ဝင်းနေမှာစကားပြောခွင့်ရတဲ့အတွက်ဒီမဲ့ကျေးဇူးတင်ရှိပါတယ်အထူးဖြင့်ပြောချင်တာကတော့ကျွန်တော်တို့ဒီဒုက္ခသည်စခန်းထဲမှာရောက်လာကြတဲ့ကျွန်တော်ညီကိုမောင်နှမတိုင်းရင်းသားတွေအားလုံး
စီလုံးလုံးညီညီညွတ်ညွတ်နဲ့ပေါ့နော်ရှေ့ကလူကြီးတွေပြောခဲ့သလိုပဲဒီလိုခန်းသားမျိုးဆိုတာကကျွန်တော်တို့ပြည်နယ်ကျွန်တော်တို့မြို့မှာကျွန်တော်တို့ကျင်းပရမယ်ဆိုရင်အတိုင်းထက်လွန်ဝန်သာမယ်လို့ကျွန်တော်မျှော်လင့်တယ်လို့လည်းယုံကြည်တယ်ဒါပေမဲ့အခြေအနေတစ်ခုအရကျွန်တော်တို့တိုင်းရင်းသားဖြစ်တဲ့ဇိုမီတိုင်းသားတွေကဒီဒုက္ခသည်စခန်းမှာလာပြီးတော့ဒီလိုမျိုးကျင်းပကြပေမဲ့လည်းကျွန်တော်ထင်တယ်သူတို့ရဲ့ပျော်ရွှင်မှုကရန်တော်မပြည့်ပေမဲ့လည်းဟုတ်ကျင်းနှမှုတစ်ခုအတိုင်းအတာတစ်ခုတော့ရမယ်လို့ကျွန်တော်မျှော်လင့်တယ်နောက်တော့ကျွန်တော်ပြောချင်တာကတော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာအုပ်ချုပ်နေတဲ့အာဏာရှင်နာဖစစ်အစိုးရဒီအာဏာရှင်နာဖစစ်အစိုးရဆိုတာကကျွန်တော်ကရင်တမျိုးသားကိုပဲဘောဇာကျက်စားရမဟုတ်နော်ပြတ်သောအောင်လုပ်တဲ့လူမဟုတ်ဘူးသူအာဏာရှင်တော့ကြဖို့ဒုဘာအားထုတ်တဲ့ပုဂ္ဂိုလ်မှန်သမျှဖွဲ့စည်းမှန်သမျှပါတီမှန်သမျှတော့ပါထုတ်ပါပဲသုတ်တင်ပါပဲရှင်းလင်းပါပဲနောက်ပြီးတော့ဘယ်တိုင်းရင်းသားမဆိုဘယ်ဘာသာမဆိုသူထားအောင်လို့2009ရွှေဝါရောင်တော်လှန်ရေးကိုအားလုံးမှတ်မိကြပါပါနော်သူကိုယ်ွယ်တဲ့ဘာသာကိုတော့မှသူပြန်စော်ကားရဲဆိုတာကတော့တရားတော့တတိယတော့မဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်တို့ညီကိုတိုင်းသားတွေအားလုံးဒီမကောင်းတဲ့အာဏာရှင်စစ်ဆိုရကိုထုတ်ဖြစ်ဖို့အတွက်ကကျွန်တော်တို့ညီကိုတွေတိုင်းသားတွေမြန်မာနိုင်ငံမှာရှိတဲ့လူတွေအားလုံးစီလုံးလုံးညီညွတ်ရှိတော့ဖို့အရေးကြီးတယ်ဒီစီလုံးလုံးညီညွတ်ဆိုတဲ့စကားကအခုမှပြောတာမဟုတ်ဘူးဟိုဘိုးစစ်ပေါ်စကားပြောရတဲ့စကားတော့မယ်အခုလည်းပြောတယ်နောက်လည်းပြောတော့ကြောက်အောင်ပါပဲသုံးကြအောင်ပါပဲစီလုံးလုံးဆိုတဲ့စကားကပြောရလွယ်ပေမဲ့စီလုံးမှုတစ်ခုကိုပေါက်တဲ့ပေါ်ဖို့အတွက်ကအမှန်တမ်းခက်ခဲတယ်ခုလိုဒီခန္ဓာမှာလာရောက်ပြီးတော့စကားပြောခွင့်ရတဲ့အတွက်ကျွန်တော် KYO ကရင်လူငယ်အစည်းအရုံးအားလုံးရဲ့ကိုစားအထူးကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်ပါတယ်ကျေးဇူးတော်ပါတယ်ဒီလူငယ်စီယို KYO မေလာစကားဥက္ကဋ္ဌဦးအထူးလက်တီကိုအထူးပဲကျေးဇူးတင်ပါတယ်အခု Zomi National Congress Party 20နှစ်ပြည့်အထက်မှာအခမ်းအနားကျင်းပခြင်းအစီအစဉ်စစ်တီအရာဇဒန်စီပါတီ20နှစ်ပြည့်အထက်မှာအချင်းကိုတည်ဆောက်ဖို့ရာညာတို့ကိုပုံပေးပါတယ်စနစ်အရာ
ဇုံမြင့်မျိုးသားအင်အားစုများ၏ပူးတွဲတော်ရချက်ကိုဖတ်ကြားခြင်းဖြစ်ပါလေ။ပတ်တော်ရချက်ကိုဇရန်ပေါ်ယုံမှာကျွန်တော်ရောရှိရပဲဖတ်ကြားပါတယ်။ရက်စွဲ25ရက်အောက်တိုဘာလ2010ခုနှစ်1988ခုနှစ်လူထုအရေးတော်ပုံကြီး၏အတိအပွင့်ဖြစ်သော1990ပြည့်နှစ်ရေကောက်ပွဲတွင်ဇုံမြင့်မျိုးသားထုသည်ဇုံမြင့်မျိုးသားကွန်ဂရက်၏မူဝါဒနှင့်သဘောထားများကိုယုံကြည်လက်ခံ၍သလုံးတဝါစီဖြင့်တခန်းနဲ့ထောက်ခံမဲပေးကြပါသည်ဇုံမြင့်မျိုးသားကွန်ဂရက်သည်လည်းယနေ့အချိန်ထိလူထုရှိမှမရက်တည်၍ဗမာပြည်တွင်စစ်အာဏာရှင်စနစ်ဖြတ်သိမ်းရေးနှင့်စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်တစိုက်မမှန်ကြံ့ကြံ့ခံရက်တည်၍ကြိုးပမ်းဆောင်ရွက်ဒီမှာကမာတိဖြစ်ပါသည်ဇိုမီနယ်ကွန်ဂရက်ပါတီ၏22နှစ်ပြည့်အထိမ်းမှာအခမ်းအနားကျင်းပခြင်းအစီအစဉ်ဆက်တော်အရာပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ NCGUB အလို့သမားရေးရာဝန်ကြီးဦးခွန်မြတ်ထွန်းမှဂုဏ်ပြုစကားပြောကြားခြင်းအစီအစဉ်ပဲဖြစ်ပါတယ်ကျွန်တော်တို့ဂုဏ်ပြုစကားပြောကြားသွားမယ် NCGUB အလို့သမားရေးရာဝန်ကြီးဦးခွန်မြတ်ထွန်းကိုလေးစားစွာဖိတ်ခေါ်ပါတယ်ညီငယ်ညီမငယ်တွေပါဝင်ကျွန်တော်တို့တိုင်းသားဒီကိုမောင်နှမတွေတက်နိုင်သမျှဆိုညီတက်ရောက်ကြတဲ့ဒီနေ့ဇိုမီအမျိုးသားကွန်ဂရက်ရဲ့20နှစ်မြောက်အခမ်းအနားကိုကျွန်တော်တက်ရောက်ခွင့်ရတဲ့အတွက်အများကြီးကျွန်တော်တို့ကျေးဇူးတင်တဲ့ကိုကြီးတဲ့နောက်ပြီးတော့အခုနေခါမှာဘယ်လိုအခက်အခဲအကျပ်တဲပဲရောက်ပြီးဆိုစေကမူကိုယ့်ရဲ့အမျိုးသားယဉ်ကျေးမှုတွေကိုအပြီးဖော်ထုတ်သွားကြတဲ့ကျွန်တော်တို့သားငယ်သမီးငယ်ညီငယ်ညီမငယ်တွေကိုကျွန်တော်အထူးပဲဒီအတွက်ကိုလည်းကျွန်တော်ဂုဏ်ယူပါတယ်ပြီးတော့မှအခုကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ဇုံမီမျိုးသားကွန်ဂရက်နဲ့နိုင်ငံတကာမှာရှိတဲ့ဇုံမီမျိုးသားများဘယ်လိုဟန်ချက်ညီညီလက်တွဲလုပ်ရှားမယ်ဆိုတာကိုကျွန်တော်တို့ရှင်းလင်းပြောကြားသွားပြီးတဲ့ WZC ဥက္ကဋ္ဌလူဥက္ကဋ္ဌကိုလည်းကျွန်တော်တို့အထူးပဲဒါကိုကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီဇုံမီမျိုးသားများနဲ့ပတ်သက်လို့ရှိရင်ဥက္ကဋ္ဌကြီးပူကျင်ရှင်းထန်နဲ့အတွင်းမှုပူကင်ကန်းမြန်တို့အပါအဝင်ဇုံမီလူငယ်များအကြောင်းသားများနဲ့ကျွန်တော်ပြည်တွင်းမှာအတူလက်တွဲလုပ်ခဲ့ရတယ်လို့နောက်ထောင်ကြတဲ့ခါကျတော့လေကျွန်တော်ဇုံမီအမျိုးသားတယောက်ဖြစ်တဲ့ဒီ ZNC ရဲ့အဖွဲ့ဝင်တော့မဟုတ်ဘူးကျွန်တော်တို့အမျိုးသားဒီမိုစီအဖွဲ့ချုပ်ကနေပြီးတော့မှကလေးမဲဆန္ဒနဲ့အမှတ်1ကနေရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ဥဒုထောင်ခုဆိုရင်ဥဒုထောင်တော့ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဥဒုထောင်နဲ့လေကျွန်တော်ထောင်ထဲမှာအတူကြပြီးအတူနေခဲ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဆိုမီမျိုးသားများနဲ့ပတ်သက်ရင်ပြောအောင်ကျွန်တော်ပြောစရာအများကြီးရှိလို့အချိန်ကိုငဲ့ပြီးတော့ကျွန်တော်အတူချုပ်ပြီးတော့ကျွန်တော်တင်ပြပါအဲ့တော့ခုနကကျွန်တော်တို့ပူမိုးဆက်ကပြောတာရှိပါတယ်ဒီဘာဖြစ်လို့ဒီလိုမျိုးဒီကနေ့ဥက္ကဋ္ဌကြီးပူကျင်ရှင်းထန်ရဲ့ရှင်းလင်းချက်ကိုပြောကြရတယ်လဲဆိုရင်ဒီတချို့တွေကဒီလိုရမယ်မဲထည့်ရမယ်အခွင့်အလမ်းဘာဖြစ်လို့လက်ဟာသွားမယ်ဟာဘာဖြစ်လို့မဲမထည့်ပဲနေရဘာလို့တပိတ်မောက်လဲဆိုတော့မိကုန်းတွေရှိလာတယ်အဲ့ဒီမိကုန်းတွေအတွက်ကိုဒါရှင်းလင်းချက်ပေးတာပါလဲလို့ပြောပါတယ်ဆိုတော့အခုဒီ position ရဲ့ရှင်းလင်းချက်ကသူ့ရဲ့သဘောထားဘယ်သူနဲ့တူတယ်လဲဆိုရင်ကျွန်တော်တို့ခုနကလေးဇိုမီမျိုးသားဖြစ်တဲ့ကျွန်တော်လူသားဒီမိုစီအဖွဲ့ချုပ်ရဲ့ကနေရွေးကောက်နိုင်ခဲ့တဲ့ကလေးမဲဆန္ဒလွတ်တော်ကိုဥထုထောင်းရဲ့သဘောထားဆန္ဒနဲ့တူတယ်ဒါဇိုမီမျိုးသားတွေရဲ့တော်လှန်ရေးစိတ်ဓာတ်လို့ကျွန်တော်အဲ့လိုအလေးနဲ့ဂုဏ်ယူပြီးပြောကြတယ်ပူကျင်ရှင်းတန်ပြောတဲ့စကားတော့ဗာလဲဆိုကျွန်တော်ရိုးနားလေတာတော့ရင်အစိတ်ရှိတဲ့အသီးကိုမစားအစိတ်ပါတဲ့အစားအစာကိုမစားနဲ့ထောင်မြင်ရာစွန့်ပါဆိုအတိတ်ပဲမျိုးပြောတယ်လို့ကျွန်တော်ဒီလိုနားလေအဲ့တော့ဒီစကားမျိုးဒီခံယူချက်မျိုးနဲ့ကျွန်တော်တို့အတူရက်တည်ခဲ့တဲ့ဥထုထောင်းနဲ့အတူကျွန်တော်တို့မန်လေးထောင်တိုက်ပွဲတစ်ခုကြောင့်ကျွန်တော်ဒီနေရာမှာတင်ပြကြတယ်အဲ့ဒီအခါမှာကျွန်တော်တို့ဒီလိုပဲဒီလိုចောင်းသားလူငယ်တွေနဲ့ညညမှုရတဲ့အခါမှာကျွန်တော်တို့ခေါင်းမငုပ်ရင်ကျွန်တော်တို့ဘာလို့ထောင်ထဲမှာကျွန်တော်တို့ကခေါင်းငုပ်ထားတယ်ထောင်ပိုင်းနေလိုက်ခေါင်းကျိုးနေအောင်ငုပ်ထားတယ်ကျွန်တော်တို့ကလွတ်လပ်ရခဲ့တာ150ရှိဒါပေမဲ့ခေါင်းငုပ်ထားခေါင်းကတော့ထောင်မှာရှိတဲ့ကျွန်တော်ဈေးမှုလို့ဒါထောင်အရာရှိဆင့်ပုတ်သေးဘူးအဲ့ဒီဆေးမှုတော့လာရင်ပဲအဲ့ဒီဆေးမှုကအဲ့ကလထိုင်ပေါ်မှာထိုင်
ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တွေပါဝင်ဖုံးကြီးတွေပါဝင်အကုန်လုံးအောက်မှာထိုင်ရတယ်ဒါဒီနေ့စေးရအဲ့လိုဘောကကျွန်တော်တို့ကပုံစံလို့အကျယ်ကြီးអော်ရင်ကျွန်တော်ကခေါင်းကျိုးအောင်မဟုတ်တာအဲ့တော့ကျွန်တော်ခံစားချက်ကဘာဖြစ်လဲဆိုရင်ငါတို့ကလွတ်လပ်ရေးရခဲ့တာကြားတယ်ပြီးရင်ကျွန်တော်တို့ချင်းနေပိုးတွေဗမာတွေအားလွတ်လပ်ရေးရတာကြားတယ်ဗရေတရက်ကိုကျွန်တော်တို့စန့်ကျင်ခဲ့တဲ့အစင်လာရှိအဲ့တော့ကျွန်တော်တို့ဘလူးပေါ်မှာခေါင်းမကုန်တာကျွန်တော်တို့ဆိုပြီးအဲ့ဒီခါမှာကျွန်တော်ပြီးတဲ့အခါမှာထောင်ထဲမှာရှိတဲ့ကျွန်တော်တို့ကျောင်းသားလူငယ်များနဲ့ကျွန်တော်တို့နဲ့ညီညွတ်မှုရတော့အဲ့ထောင်ပိုင်လာတဲ့နေ့ကြလို့ရှိရင်အဲ့ဒီထောင်ပိုင်လာတဲ့ဝင်လိုက်တဲ့အချိန်မှာပထမဆုံးအခန်းမှာကြားတဲ့လူကကျွန်တော်တို့ကခေါင်းမကုတ်တော့ဘူးဆိုတဲ့ကြေညာချက်ကိုထောင်ပိုင်ကိုပြောရအဲ့ထောင်ပိုင်ဝင်တဲ့နေ့ကျတော့အဲ့ထိုက်ဆုံးခန်းမှာနေရာရတဲ့လူကဥဒုထောင်အဲ့ဥဒုထောင်ထောင်မှာဝင်လာတော့ထောင်ပိုင်ကလည်းမသိလဲဆိုလို့ရှိရင်ဒီကျွန်တော်တို့တွေဒီလိုမျိုးလုံးတော့မယ်ဆိုတော့သူလည်းသူ့နည်းသူ့ဟန်နဲ့ထောင်မှသိတာတဲ့အခါကျတော့အရင်ကဆိုရင်ပုံစံអော်ပြီးတော့ခေါင်းကိုခိုင်းတဲ့အချိန်မှာကျွန်တော်တို့တွေခေါင်းငုတ်ထားတယ်ဒါပေမဲ့အဲ့ဒီអော်တဲ့အချိန်မှာကျွန်တော်ခေါင်းငုတ်ပဲဝင်လာတဲ့ခါကျတော့ဥဒုထောင်ခန်းကိုဝင်လိုက်တဲ့အချိန်မှာဥဒုထောင်ကခေါင်းငုတ်မထားဘူးငုတ်မထားတဲ့ခါကျတော့ထောင်ပိုင်းအဲ့ဒါကိုသိတယ်ဒါပေမဲ့လို့အဲ့ဒီအချိန်မှာထောင်ပိုင်းမျက်နှာဥဒုပြောပြတယ်ကျွန်တော်ပြောပြတယ်ပြုံးသွားတာတစ်သက်လုံးတစ်ခါမပြုံးဘူးတဲ့ပြုံးတယ်သူကပြုံးပြီးတော့မှဥဒုတော်ခင်ဗျာနေကောင်းလာပါညာလေးတော့ဥဒုတော်ရုပ်ပြက်ကဘာဖြစ်သွားလဲဆိုရင်ထောင်ပိုင်းကတစ်ခါမှကောင်းမှဒီလိုမဆက်ဆံအခုမှဆက်ဆံတဲ့အခါကျတော့ရုပ်ပြက်တော့ရင်ဟာနေကောင်းတယ်ပါညာတော့ပြောမိမယ်လို့သူနားလေတာကပါဆိုတိုက်ပွဲကိုသူမပေးဘူးဥဒုတော်ကကိုယ့်ရဲ့တိုက်ပွဲကိုမပေးဘုံမထောင်ပိုင်းကစကလုံးအလှပတွေနဲ့အများကြီးနှုတ်ဆက်နေချိန်မှာတော့မမေ့တော့ဘာပြောလဲဆိုတော့ထောင်ပိုင်းကျတော့ဒီနေ့ခေါင်းမငုတ်တော့ဒီနေ့အဆိုင်တော့ခေါင်းကိုအဲ့ဒါကျင်းညာတယ်အဲ့ဒါတော့ပြောထည့်လိုက်ဒါကျွန်တော်တို့ပြောချင်တာအဲ့တော့ကကျတော့ထောင်ပိုင်းကသူ့ကိုကြည့်ပြီးတော့မှကျွန်တော်တို့အောက်လျှောက်အခန်းတွေကျွန်တော်တို့ခေါ်ပြီးတော့ထောင်ထဲမှာညှိတယ်ဒီဟာကိုခေါင်းလုံးကြဖို့ဒါပေမဲ့ကျွန်တော်တို့အားလုံးညီညွတ်တဲ့အတွက်ထောင်ထဲမှာခေါင်းမငုတ်တဲ့တိုက်ပွဲအောင်မြင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုရင်ဒီကနေ့ဥက္ကရာကြီးပူကျင်ရှင်းထန်ပြောတဲ့သဘောထားပြီးရင်ကျွန်တော်တို့ဒီကွယ်လွန်ခဲ့ပြီဖြစ်တဲ့ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်ဇုံမီမျိုးသားမျိုးသားဒီမိုစီပွဲလွတ်တော်ကိုဥဒုထောင်းတဲ့သဘောထားအဲ့ဒါပါလဲဆိုတော်လိုင်းစိတ်ကတိုက်ပွဲမပြောက်တဲ့စိတ်ကနဲ့ဒီလိုမှားကြတာလို့ကျွန်တော်ထားဖို့ညမတော့ပါတယ်အဲ့တော့ဒီလိုမျိုးဒီဦးခွန်မြတ်ထွန်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဦး ZNC ပါတီဤ22နှစ်ပြည့်အထဲမှာအခမ်းအနားကျင်းပခြင်းအစီအစဉ်14အရာကချင်ရိုးရာအကားအစီအစဉ်ပဲဖြစ်ပါတယ်ကားပြပဲကချင်လူငယ်များကိုဒေသစွာဖိတ်ကြားပါတယ်
ပြောကြဖို့ရကျေးဇူးတော်ပေးကြပါတယ်အားလုံးပဲစီလိုတင်ပါတယ်ဒီနေ့ကျွန်တော်တို့မပြီးဆုံးပဲနဲ့အခက်အခဲလက်ရှိမှာပါကျွန်တော်ဒီမှာဒီနေ့ပဲဘုရားကျောင်းဖွင့်ပွဲလုပ်တဲ့နေရာထားမှာပဲရှိသေးတယ်ဆိုတော့အများကြီးဒီမှာမတန်စင်မိုးတွေသူအမျိုးမျိုးပေါ့ကွာအစားတောက်လက်အချိန်ကြီးမပြေးနိုင်တဲ့ရှင်တွေမျိုးတွေကျွန်တော်ရှိပါတယ်လူလဲလူနေလို့ဆိုဖြစ်တဲ့အတွက်ပထမဆုံးကျွန်တော်တို့ဒီအားနည်းချက်များကိုကျွန်တော်ပထမဆုံးတောင်းပန်ပါတယ်ဒီနေ့ကြောရတော့ကြားတဲ့နိုင်ငံရေးကောင်းဆောင်များတော်လိုင်းကောင်းဆောင်များနဲ့တကွဒီမှာရင်ကျင်းမကားနဲ့တိုင်းတာပေါင်းစုံလာကကြတဲ့ဒီကုမောင်နှမများဒီမှာကျွန်တော်ချစ်ချစ်ခင်ခင်နဲ့စစ်စစ်ရနေလာကြတဲ့ကျွန်တော်ကောင်းဆောင်များနဲ့ကျွန်တော်ဒီမှာတခါလူကြီးများကေဝဲလူကြီးများ WKW လူကြီးများနဲ့တကွဒီမှာရောက်ရှိလာကြတဲ့ဒီကုမောင်နှမအကုန်လုံးကျွန်တော်ကြီးယူတင်တဲ့အကြောင်းပြောကြလိုပါတယ်ဒီကုန်းချုပ်ပါတယ်ကြီးယူတင်ပါတယ်စီပါတီ၏22နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကျေးပခြင်းအစီအစဉ်နောက်ဆုံးအရအခမ်းအနားအောင်မြင်စွာပြီးဆုံးကြောင်းကြော်ညာခြင်းအစီအစဉ်ပဲဖြစ်ပါတယ်ကျွန်တော်တို့သတင်းစီပါတီ၏22နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကျေးပခြင်းအစီအစဉ်အောင်မြင်စွာပြီးဆုံးကြောင်းကြော်ညာပါသည်ရောက်ပြည်တိုင်းကိုကြည့်
to mel kamu loha vang lian pa kutin bai vang hong pom den nào bang hong kem na te am bang hong wai na te ano pin nuam sem sem hallelujah lấy tương pil na bằng ma nei lo wa lung mol ke bang le nim ti bang hong te sia no na leng ga wan kya bang sun ka tim lo lao ka siang thâu tui bang hong bim den no tung sol ka pi amyal zo tung suni mwa la liam zo mwa liam te lo ke no ngi na sim lo tam lo mwa liam kanun na asang na la mong kai to agape ina pasyan namin pagbang kong toy na say la nào bang hong oi oi hình mo Quan hi lo nai quan hi lo wa Jesus se santo sem quan sil tang lung in ka gel gel chang oi na hoi sem sem an bang hong i na lian tum dang biak sa na happy na hi chang công tử mai lam kanun na ông sang tô tô wo lum bang ông sung de no Abraham bangin mi te adin tu pa ông Isako tung sol kapi amyal so mong kai to agape ina pasyan